စိတ်ပြဝန်းနေခြင်းဒုက္ခတွေမှာရောက်ရှိနေလို့ချိန်မှာရင်ဆိုင်ရသောခီးလန်းနေကေကိုကြမ်းတမ်းလို့နေခက်တန်နေတဲ့ဘဝရုန်းကန်ရရှိတော့ကဝေဒနာတွေကြားရင်ဆိုင်ရသောဘဝတိုက်ွယ်တွေလမ်းပြပေးမှုပါနှုတ်ဆက်ဆုံးစမ်းခြင်းတွေ့ကြုံဒုက္ခဝမ်းနေနေလို့ချိန်မှာရင်ဆိုင်ရသောဘဝလမ်းတွေကေကိုကြမ်းတမ်းလို့နေစိတ်ပြည့်ကြွေခွေခြင်းယုံကန်ရရှိတော့ကပူမီများကိုယ်တော်ရှင်သာဘဝဖြစ်တဲ့လမ်းခရီးဖြစ်သည်လူအတော့ရာအလုံးတို့ကိုပြရှင်အနန္တာတင်လို့နေမြပြရှိမှလူထောက်တောင်းခံပါယေရှုရှင်အားကျွန်ုပ်